နော်ရွေးချယ်မှုမှန်ကန်တယ်လို့ပဲပြောရမှာပေါ့နော်ဟုတ်ကဲ့စိတ်ချမ်းမှုပြီးွားရရှိခဲ့ပါလေဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါခင်ဗျာဒီနောက်မှာမြင်တဲ့တိုက်ကြီးကနေပြီးတော့ဒက္ခိဏတီမြို့တော်မှာနေပြီးတော့ဆောက်လုပ်ပြီးစီးထားတဲ့တိုက်ကြီးပေါ့နော်ဒီတိုက်ကိုနေပြီးတော့ကော်စီဟွန်ကော်စတင်ကျူရှင်ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပြီးတော့မှန်တဲ့အလူမီနီယံကိုနေပြီးတော့ကျွန်တော်တို့ရဲ့နေပြီးတော့ Glass Brother Group Company ကနေပြီးတော့တာဝန်ယူပြီးတော့ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်ကဲဒါဆိုရင်နေပြီးတော့ဘယ်လောက်ထိခက်ခက်နန်းနန်းနဲ့နေပြီးတော့ဆောက်လုပ်ထားလဲဆိုတာကျွန်တော်လည်းအတူတူဝင်ပြီးတော့လေ့လာကြည့်မယ်နော်ကျွန်တော်ဒီမှာဆိုရင်ဝင်ရှင်းမှာပေါ့နော်ဒီညာဘက်အိတ်ခန့်မှာဆိုရင်ကျွန်တော်တို့ကဒီမှာအော်တိုစင်ဆာမှန်တကားကိုတက်ဆင်ပေးထားတာပေါ့နော်ပြီးရင်သူကနေပြီးတော့မှန်ကနေပြီးတော့2မီလီမှန်ကိုနေပြီးတော့တက်ဆင်ပေးထားတာပေါ့နော်အဲဆိုဝင်ကြည့်ကြမလားဒါလေးအိတ်ခန့်ပေါ့နော်လုံးဝကိုနေပြီးတော့သူကဒီဇိုင်းဘာနဲ့နေပြီးတော့ပြုပြင်ထားတဲ့ဟာလေးကလုံးဝကိုရှင်းမိုက်တာပေါ့နော်ဒါကဆိုရင်ထမင်းစားခိုင်းပေါ့နော်ထမင်းစားခိုင်းမှာဘုကမောင်လည်းတစ်ချက်ပေါ့ရှိတယ်ဒါဆိုအဲ့ဒီကတကားကိုကြည့်မယ်နော်လားဒီပန်တော့ဟုတ်ဘာလို့မန်းတော့ဒီဝါတမီဒီလိုဘယ်တော့တော့ပြထားတာနော်ဒီဘောရတဲ့ message ဘယ်စီပါဒီဘာမှတော့နေပြီးတော့810ပေါ့နော်အဲ့တော့ဝက်ဆက်တဲ့စလိုက်ရောပေါ့ဒီကနေ့အဲ့ဒီကနေ့ဘယ်စီအဲ့တော့အဲ့တော့တမီဒီလိုဘယ်တော့တော့ပြထားတာဒီတာကနေပြီးတော့သူအမှန်အသေးကိုအသုံးပြုထားပြီးတော့ဒီက10မီလီပေါ့နော်အသေးကတက်မကလာကိုအသုံးပြုထားပါတယ်ဒီဘောင်းအနေနဲ့ကဆိုရင် GDC 9cc ကိုနေပြီးတော့အသုံးပြုထားတာပေါ့နော်ဒါတော့ကျွန်တော်တို့တွေ့ပြီတမရောတမကလည်းဒါတော့လက်ရမှန်လေးလက်ရမှန်ကိုကျွန်တော်ကပုံမှန်တဲ့မတူဘဲနဲ့တစ်မျိုးဒီတစ်လေးလေးတော့အထူးလေးတွေလုပ်ပြီးတော့ထည့်ပြီးတော့ထည့်ပေးထားပါတယ်ဒီဖျက်ခန်းကမှန်ဆိုရင်နေပြီးတော့ဒီ2မီလီတမတိုကိုနေပြီးတော့တဆင်ပေးထားတာဖြစ်ပါတယ်ခင်ဗျာအဲဒီဒါကနေပြီးတော့ဝရန်တာထွက်တဲ့တခန်းလေးပေါ့နော်ဒီကောင်ကဆိုရင်မှန်အနေနဲ့ကနေပြီးတော့တမကလာကိုအသုံးပြုထားတာဖြစ်ပါတယ်ကာလာကနေပြီးတော့ Rio Click ကာလာပေါ့နော်ဒီဟိုကဘောင်းအနေနဲ့ကနေပြီးတော့ဟိုက A90 နေပြီးတော့ C ကိုနေပြီးတော့တက်စင်အသုံးပြုထားတာဖြစ်ပါတယ်ဒီဝရန်တာမှာဆိုရင်နေပြီးတော့ဒီရှောက်လက်မနေပြီးတော့ Steel တောက်တဲ့ကောင်နေပြီးတော့ဒီမှာတက်စင်အသုံးပြုပေးထားတာပေါ့နော်ပြင်ဒီမှန်အနေနဲ့နေပြီးတော့2မီလီတမကလည်းကိုသုံးပြီးလာတယ်ဟုတ်ပါပြီဒါကနေပြီးရေရှုပ်ခန့်ပေါ့နော်ဒီရေရှုပ်ခန့်မှာဆိုရင်ဒီမှန်အနေနဲ့နေပြီးတော့ဒီ2မီလီတမကလာပေါ်နေပြီးတော့တက်စင်အသုံးပြုပေးထားပါတယ်ခင်ဗျာဒါကတော့နေပြီးတော့ဒီအရန်ကပါတဲ့နေပြီးတော့ဝင်းတဲ့တကားလေးတွေပေါ့နော်ဒီသူ့မှာတက်စင်ပေးထားတဲ့အလူမီနီယံကောင်အားဆိုရင်သူက9ccကိုနေပြီးတော့တက်စင်အသုံးပြုပေးထားတာဖြစ်ပါတယ်သူကမှန်အနေနဲ့ကနေပြီးတော့သူက10မီလီတမကလာပေါ်နေပြီးတော့အသုံးပြုပေးထားတာဖြစ်ပါတယ်သူကကာလာကနေပြီးတော့ယူရိုဘေးကာလာလေးပေါ့နော်ဒီကောင်လေးကဆိုရင်အပြင်ကနေပြီးတော့အတွင်းကနေပြီးတော့အပြင်ကိုကြည့်လို့ရတယ်အပြင်ကအတွင်းကိုကြည့်ရင်တော့တိတ်မမြင်ရဘူးပေါ့နော်သူကဖောက်မမြင်ရတဲ့ပုံကိုတက်ဆင်ပေးတာဖြစ်ပါတယ်ဒါကတော့နေပြီးတော့ဒီရှုပ်ခန်းမှာနေပြီးတော့တက်ဆင်အသုံးပြုပေးထားတဲ့နေပြီးတော့ start မှာရမှန်ကြီးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ DBG ကုမ္ပဏီကနေပြီးတော့တက်ဆင်အသုံးပြုထားတဲ့နေပြီးတော့ start မှာရဒါသူမှန်ကြီးပေါ့နော်ကာလာကတော့နေပြီးတော့သူကအဝါရဲ့အဖြူရဲ့နှူးရတာပေါ့နော်ဒီခုဒါကနေပြီးတော့ဒီ warranty ကိုထွက်တဲ့နေပြီးတော့တခါပေါ့နော်ဒီကောင်ကနေပြီးတော့ဒီ direct ကုမ္ပဏီကထုတ်တဲ့တော့ဒီ 55AC ကိုနေပြီးတော့တက်ဆင်အသုံးပြုပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီမှန်အနေနဲ့ကနေပြီးတော့သူက10မီလီသူကတက်မကလာကိုနေပြီးတော့တက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီဘီယော်ရန်တာမှာဆိုရင်ဒီပြီးတော့ဒီအခုနကပြောခဲ့တဲ့အတန်းလေးပေါ့နော်ဒီမှာရှောက်လက်မစတီတောက်တဲ့ကိုလည်းပြီးတော့တက်ဆင်အသုံးပြုပေးထားပါတယ်ပြီးတော့ကျွန်တော်မှန်အနေနဲ့ကနေပြီးတော့ဒီ2မီလီတက်မကလာကိုနေပြီးတော့တက်ဆင်အသုံးပြုပေးထားတာဖြစ်ပါတယ်ဒါလေးကနေပြီးတော့လက်မခွေပေါ့နော်လက်ရနေလည်းကတော့တစ်ခွက်ပတ်နေလူမြန်လက်ရနေတော့သုံးပြီးလာပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါဗျာဒီခုဆိုရင်နေပြီးတော့ဒီဘယ်လိုရဲ့အင်ဂျီပေါ့နော်ခုဆိုရင်ကျွန်တော်တို့ရဲ့ Glass Brother Company နဲ့နေပြီးတော့ဒီမှန်တဲ့အလူမီနီယံကိုတက်ဆင်အသုံးပြုပြီးပေါ့နော်အခုဆိုရင်အကုန်လုံးလေးနေပြီးတော့ဒီစီဆိုရည်ပေါ့ဒါဆိုကျွန်တော်တို့ company ကနေပြီးတော့ဒီတာဝန်ယူပြီးတော့ဒီအလုပ်လုပ်တဲ့အခါပေါ့နော်ဒီ